အားလုံးပဲမင်္ဂလာပါ Faster Programming အနေမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဆိုတော့ခါကျတော့ဒီနေ့မှာတော့ကျွန်တော်နည်းနည်းထူးထူးခြားခြားလေးလုပ်ချင်လို့တော့ပေါ့နော်ဆိုတော့ခါအဲ့ဟာတော့တခြားမဟုတ်ပါဘူးကျွန်တော်ကိုကြားတဲ့အခါကျတော့ဒီအများစုကနေပြီးတော့ခေါ်ကျွန်တော် project ကိုဘယ်လို setup နဲ့လုပ်လဲဆိုတာကိုကျွန်တော်မေးကြရတယ်ပေါ့နော်ဆိုတော့ခါကျတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် setup ကတော့တော်တော်ကြီးကိုရိုးရှင်းပါတယ်ကျွန်တော်ကကြားတဲ့ခေါ်ဒီ Kit laptop တစ်လုံးနဲ့နေကျွန်တော်အရာအားလုံးလုပ်ပါတယ်ပြီးတော့ဒီ video မှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ laptop setup coding setup နဲ့ပြီးတော့ကျွန်တော်ဒီ productivity ကိုထိန်းမိဖို့အတွက်သုံးနေတဲ့အရေးကြီးတဲ့ tools တွေကိုလည်းပြောပြပေးဖို့မှာဖြစ်ပါတယ်ဆိုတဲ့အခါကျွန်တော်တို့အရင်ဆုံး hardware ပိုင်းကနေပြီးတဲ့အခါကျတော့စလိုက်ကြအောင်ပါဆိုတဲ့အခါကျတော့ကျွန်တော်ရဲ့ main device ကကြားတဲ့အခါကျတော့ Asus TUF-F15 မှာတွဲကြတဲ့အခါကျတော့TUF အမျိုးအစားပေါ့နော်ဆိုတဲ့အခါဒီကောင်းကြားတဲ့အခါကျတော့ဒီ i5 11 channel ကိုသုံးထားတယ်ပြီးတဲ့အခါကျတော့ RTX 3060ပါတယ်ပြီးတဲ့အခါကျတော့သူကကြားတဲ့အခါကျတော့RAM က 16GB ပါပါတယ်ပေါ့နော်ဆိုတော့ဒီ laptop ကကြတဲ့အခါကျတော့ gaming laptop ပါဒီ laptop portable တော့မဖြစ်ပါဘူးဒါပေမဲ့ powerful အရင်ဖြစ်ပါတယ်ကျွန်တော်တို့ဒီကုတ်ကိုအချာကြီးထိုင်ရင်းနေတာမျိုးတို့ပြီးတဲ့အခါကျတော့ဒီ YouTube video တွေကို edit ကိုကောင်းကောင်းကိုကျွန်တော်တို့လုပ်လို့ရပါတယ်ဆိုတော့ကျွန်တော်ရဲ့ laptop မှာကျွန်တော် coding သုံးဖို့အတွက်ကိုကျွန်တော် cursor ကိုသုံးပါတယ်ကျွန်တော်ရဲ့ coding editor ကိုကျွန်တော် tools တစ်ခုလို့မဟုတ်ဘဲねကျွန်တော်ရဲ့အခါကျတော့ coding ရေးတဲ့ partner တယောက်လို့ကျွန်တော်စိတ်ကူးပြီးတဲ့အခါကျတော့ကျွန်တော်ကသုံးတာဖြစ်ပါတယ်ဆိုတဲ့အခါကျကျွန်တော်တို့မေးခွန်းတွေဒါမှမဟုတ်ကျွန်တော်တို့ဒီအချံပြုချက်တွေကိုကျွန်တော်တို့အမြဲတမ်းရနိုင်မဲ့ programmer တယောက်ရှိတယ်လို့ပါပဲဆိုတဲ့အခါဒီကောင်းကြတဲ့အခါဒီ AI code preview တွေကိုလည်းကျွန်တော်တို့လုပ်လို့ရတယ်ပြီးတဲ့အခါကျတော့ဒီ code ရဲ့ဒီ git မှာတင်ထားတဲ့ဟာတွေကိုလည်းကျွန်တော်တို့ကအမြဲတမ်းဒီပြောင်းနေတဲ့ဟာတွေကိုလည်းကျွန်တော်တို့ကြည့်လို့ရတယ်ပြီးတဲ့အခါကျွန်တော်တို့ဒီ error တွေရှာမယ်ဆိုရင်လည်းကျွန်တော်တို့ကတေချာရှာလို့ရပါတယ်ပေါ့နော်ပြီးတဲ့အခါကျတော့ဒီကောင်းကြတဲ့အခါကျတော့ auto completion တွေကတော်တော်ကြီးကိုကောင်းပါတယ်တစ်ခါတလေမှကြားလို့ရှိရင်ကျွန်တော်ရဲ့စိတ်ကိုဖတ်နေတာမျိုးကိုကျွန်တော်ခံစားရပါတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ကနေပြီးတဲ့အခါ tab လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်လုပ်ဖို့စူးစမ်းနေတဲ့ဟာကိုသူကအတိအကျသိတယ်လို့ပါဒါပေမဲ့သတိထားမှာတစ်ချက်ရှိပါတယ်ဒါကကြတဲ့ခေါ် AI assistant တစ်ခုလားဖြစ်ပါတယ်သူပေးတဲ့ကိုကျွန်တော်တို့အမြဲတမ်းစစ်ဆေးရပါမယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့သိချာမကြည့်လို့ရှိရင်သူကလည်း error လေးတွေပါနိုင်မှာမို့လို့ပါဆိုတဲ့အခါကျတော့ code data ကကျွန်တော်တို့ cursor ရှိပေမဲ့လည်းကျွန်တော်အနေနဲ့ VS Code ကိုလည်းသုံးပါတယ် VS Code ကကြတဲ့အခါသူက lightweight ဖြစ်တယ်ညံနေပြီးတဲ့အခါကျတော့ extension ecosystem တော်တော်ကြီးကိုကြီးရတာအဲဆောင်လို့ project အသစ်တစ်ခုကို setup လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ environment တွေကိုကောင်းကောင်းမွန်မွန်ကျွန်တော်တို့ setup လုပ်လို့ရတယ်ကျွန်တော်ရဲ့ဒီ VS Code မှာအကြိုက်ဆုံး extension တွေအားချတဲ့အခါကျတော့ကျွန်တော်တို့ဒီ material icon themes တို့ပြီးတဲ့အခါကျွန်တော် prettier တို့ပြီးတဲ့အခါရော Gisland တို့အဲ့ဟာတွေကိုကျွန်တော်တို့တော်တော်ကြီးကိုကြိုက်ပါတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီမှာနောက်တစ်ခုကကျွန်တော်ဘာဆုံးလဲဆိုတဲ့အခါကျွန်တော် Android Studio ကိုသုံးပါတယ်ကျွန်တော်ကကြားတဲ့အခါကျတော့ဒီ mobile app development တွေပါကျွန်တော်လုပ်ပါတယ်အဲဒါကြောင့်မို့ကျွန်တော်ကဒီ Android Studio ကိုဒီ virtual device run ဖို့သုံးပါတယ်ကျွန်တော်တို့ဒီ physical phone တစ်လုံးနဲ့နေ test လုပ်လို့ရှိရင်ကျွန်တော်တို့ဒီ app behavior တွေပြီးတဲ့အခါ screen size တွေပြီးတဲ့အခါ performance difference တွေကိုကျွန်တော်တို့ကအပြည့်အဝကျွန်တော်တို့ check လုပ်လို့မရပါဘူးအဲဒါကြောင့်မို့ကျွန်တော်တို့ emulator တွေကိုကျွန်တော်တို့သုံးဖို့လိုအပ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ Android Studio မှာဆိုလို့ရှိရင်ကျွန်တော်တို့ screen size တို့ပြီးတဲ့အခါဒီ Android version တို့ပြီးတဲ့အခါကျွန်တော်တို့ဒီ device model တွေကိုကျွန်တော်တို့ကစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ပြီးတဲ့အခါကျွန်တော်တို့အနေနဲ့ UI breakpoint တွေပြီးတဲ့အခါကျွန်တော် layout scratching တွေပြီးတဲ့အခါကျွန်တော် TPI issue တွေကိုကျွန်တော်တို့ emulator မှာလည်းကျွန်တော်တို့ touch and face လုပ်လို့ရပါတယ်အထူးသဖြင့်ကျွန်တော်တို့အနေနဲ့ဒီ application တစ်ခုကို feature အသစ်တစ်ခုထပ်ဆန်းမယ်ဆိုလို့ရှိရင်ဒီ physical device မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းကို USB နဲ့ချိန်မယ်ချိန်ပြီးတဲ့အခါကျွန်တော်တို့ debug mode ဖွင့်ပြီးတဲ့အခါကျွန်တော်တို့လောက်ရတာများပါတယ်ကျွန်တော်တို့ emulator မှာတော့အဲ့လိုမဟုတ်ပါဘူးကျွန်တော်တို့ thread open run test fit repeat ဆိုပြီးတဲ့အခါကျွန်တော်တို့ဒီ quick feedback loop ကိုပေးလိုက်တာနဲ့ကျွန်တော်တို့ချက်ချင်းလုပ်လို့ရပါတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကကြားတဲ့အခါတော့ဒီ coding workflow မှာကျွန်တော်ဒီ VS Code တို့ကျွန်တော်တို့ cursor တို့ပြီးတဲ့အခါကျွန်တော်တို့ဒီ Android Studio ကိုကျွန်တော်တို့ကသုံးပါတယ်အဲ့လိုနေပဲသူတော့ချက်ခေါ်ဒီ row based split ဖြစ်သွားပါတော့အဲဒါကြောင့်မလို့ကျွန်တော်အလုပ်လုပ်ရတာပို့ပြီးတဲ့ခါကျတော့ပြန်တော့ပါတယ်ဆိုတဲ့အခါကျတော့နောက်ဆုံးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒါကတော့ကျွန်တော်ရဲ့ laptop setup ပါဆိုတဲ့အခါကျတော့ကျွန်တော်ရဲ့ဒီ coding content တွေကိုဆက်ကြည့်နေတယ်ဆိုလို့ရှိရင် message ကို like and subscribe လေးတုတ်ထားပြီးလို့ပြရပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတဲ့အခါကျတော့ဆုံးပါမယ်